ဒီနေ့တာနာနဲ့2560ကောဇာတက္ကရာ1388ခရစ်နှစ်9လပိုင်း22ရက်2016တနင်္ဂနွေနေ့အစုံလာပြဗုဒ္ဓနေ့မမိနိုင်ညာကုသိုလ်ဘွားဒေသနာပလင်ဖွင့်ကာထားပါတော့ဒီကာထာကိုနာကြားကြမှာဖြစ်ပါတယ်ဘောရိမူလေပန်းလင်ကမိမာရာတတိနာအာဟုတံဘောရိမူလေပန်းလင်ကမိမာရာတတိနာအာဟုတံကေတဝဘာရမိခေကယောဇိနာတိဇေယသောသာဝဝေရိပန္တဝနာသောမေတေတုဇေယဝရံဇေယသောလောကတိုင်းခရိုင်နှင့်ဝေဒဝပြမြေအောင်နာယပွဲဆင်၍ရေရင်တဲ့တတိတုဖြင့်အောင်ဝေမှုဖြစ်တော်မူ၏ထသောယောဇိနောဘာမအောင်မြတ်ခြင်းသောဘုရားရှင်ကိုရမြတ်သည်ဘောရိမူလီမြင်းမြဝုကဤမန္တတိဘောရိပင်မင်းပင်ချေရင်၌ပါလင်္ကာမိနဝရကိုယ်သွဲဖြူချောရောင်လျာလောကမလိမ့်တဲ့နဝေဆက်ပေါတလောသာနေတော်မူရာယနာမြုတေจิตညွယောထိုဆုံးဖြစ်ပေဘယ်လင်ဝိ၌နေသိနောလေသစ္စာဖူကံကိုခုနေအောင်ခုမဲ့လို့ယေစုကျဒိဋ္ဌာမြင်စိတ်တန်သာထိုင်နေတော်မူလေတပိနာအာဟုတံဝေယရှိတော်တောင်းကြီးတွေပေါသလိုဘယ်ကလောင်ရင်အားကလေးပေါ်မြင်းများများအတိဟုဘယ်သာမရနိုင်စပွဲကြီးကျယ်ချိန်မောင်းအဆောင်ထက်မြဲလည်းနဲ့ဆုံးဆုံးအဆောင်ဟုန်နှင့်တကွချီတဲ၍လာသောမာရလောကရတကွန်လောကိုသိကြုံကဆုံးပိုင်း၍ငါလက်ကံလို့မဟဲ့လို့ယောမာရကြအဖြင့်မာတလောင်းမာနဆိုတဲ့မိုက်ကောင်ကိုပါရမေကံကတသိနဲ့လေးတင်ချေဝါရင်ပြမတရားထွေရစီဘူးဖြစ်ဘူးတဲ့မဟာဝတိပါရမေတမျက်လုံးသုံးတော်စေတံလေးကိုခေတဝနာရမှုဖို့ပြန်လာလေအနိုင်သာခွင့်မဟဲလို့ရဲတင်သောကိုင်းဆောင်တော်မူလျက်ဒီနာတိခေါ်တင်ပြပိုင်း၍အလိုရှိတိုင်းအောင်မြင်တော်မူခဲ့ပါ၏တော်စီနာတို့မြတ်စွာဘုရားသခင်ကိုတော်မြတ်သည်သာဝဝေရီအပင်ရပြယံဘိယံတဲ့အတွေ့အကြုံဝသမျှကိုပန္တဝနာကိုရတကိုသကုံတို့၍ဖြဲချိုပေလံနဲ့ကတော်မူလျက်ကောတော်မကကဆုံးလာပြီဘုရားနေမှုမမိနိုင်ရာဘုရားသခင်ကိုတော်မြတ်၏ဂုဏ်တိစာတို့ကိုသောဝေပြာသရာတဖြင့်ယောမကိုးစားအားထား၍နေရကုန်သောတင်သူတော်ကောင်းပေါင်းတို့အားဘုရားတွေ့ကြကြုံလေရခဲ့ပြီတော့အကောင်းဆုံးထူးချွန်၍အမွန်များဆုံးဖြစ်ပြီးသောဆရာယခုဘဝမှာလည်းအောင်တော့ကကြတော့လည်းအနယဖြစ်လျာဘဝမှာမြမဆရာဆိုတဲ့အောင်စုကိုတေတုပေးသနာတော်မူပါရှင်ဗျာတေတုဒုက္ခကင်ဝေးရံဖေးမဆိုင်အခေါင်ခိုက်၍ချမ်းသာတဲ့အရာတူရာအထူးပင်ပေးသနာတော်မူပါရှင်ဗျာဒေဂဒါယတိဘေကတော့အတွင်ရပညာတွေကိုအာမင်တော်မူတဲ့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ရဲ့ဌာနဘာမပိစဝမြို့သူမြို့သားထေရဝါဒဓမ္မဖေမလီမိသားစုပေါင်းတော်ဟာအောင်စုကိုပေးသနာတော်မူပါလို့တောင်းဆိုလိုက်တဲ့ဂါထာပဲပေါ့အာသာပုဂ္ဂိုလ်ရဲ့ဓမ္မအောင်စုကိုတောင်းတယ်ဆိုတာကတော့ရှင်တော်စကားနဲ့ဆက်ပြီးတော့အတိယုတ်တိရှိတဲ့အတွက်ကြောင့်ဩစေတရားကိုမြောက်တဲ့အာတိတပဋ္ဌနာဂါထာဖြစ်ပါပြီတဲ့လို့မှယူကြရမှာပေါ့တို့မြတ်စွာဘုရားသခင်အာမြင်တော်မူခဲ့ဖို့နဲ့ဟောနာကြကြည့်အောင်လို့
မြတ်စွာဘုရားသခင်သာသနာတော်ကိုဖြစ်တော်မူစဉ်ကိုသုံးမိုင်ပိုင်ပြီးတော့တင်ပြရမှာဖြစ်တယ်ပရမပိုင်းနေတဲ့ကအာရောစေဘာနဲ့ပြည့်စုံတော်မူသောဒီပင်ကရမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်၏ခြေတော်ရင်း၌သာဝိညုတဉာဏ်တော်ကြီးကိုယေရှု၏ဥဆောင်သောဆေရှိတော်မူသောသူဝိရာမြင့်ရှိတဲ့ဘုရားလောင်းတော်သည်ဝတ္တန္တရာဘဝတအောင်ပါရမီတော်တွေဖြည့်ခြင်းမိတဲ့ကာလတောတိတာနာနိုင်နိုင်စာမြတ်ခုံတော်ပြီဘုရားဖြစ်သူငါလင်းဆောင်သာနေတော်မူသည့်အထီကတပိုင်းအဲ့ဒီထီကတော့ဘုရားဖြစ်တော်မူစဉ်နဲ့ဝေးကွာရေးနေသောကြောင့်တူရီနေကြမယ်ခေါ်ဆိုရပါပြီလေသူမိရနဲ့ဘုရားသူမိရဘုရားနဲ့ဘုရားဖြစ်ဖို့အချိန်လေးသိချင်းနဲ့ကဘာသိန်းကာလပတ်လုံးဝေးကွာနေတော့ပေါ့ဒါမဲ့သူမိရတဲ့သူမရှိပါတော့တမပါငါးပါးသောဘုရင်တို့နဲ့ပြည်စုံသောကုဏတံပတ္တိ၎င်းမြတ်သူမိသာဘုရားမှာဗျာရတ္တမေရတ္တဘုကိုရယူနိုင်တဲ့အကြောင်းဖြစ်တဲ့ဟေတုသမဏဂုဏ်တွေပြည်စုံတော်မူပါလျက်ကိုယ်တော်တည်တည်ရတ္တဘုချမ်းသာခြင်းကိုယူလို့မပါပဲဒါမညတော်ညာဏခြင်းကိုရယူပြမှာမရမတည်ခြင်းလေးပြေသောဒုက္ခသည်ဘုံသုံးသူသုံးဘုံသားတို့ဧကမုချထုံးဆောင်ကဲမှာတော်မူမယ်လို့အလောတရားကြီးမြတ်တော်မူသောသန္တာလုံးလာဝိယဝိဟာရစိတ်ဓာတ်နှင့်ပြည့်စုံတော်မူ၏ထသောသူမိတော်ရှင်အသေးဖြစ်ပါပေတယ်ဒေဝင်္ဂမြတ်စွာဘုရားမြတ်စွာဘုန်းတော်ရွှေကိုယ်တော်သည်ဓမ္မစကားဘုဒ္ဓနာတော်ကိုဖွင့်တော်ဟောဆိုတော်ကပြီးတဲ့နောက်ဘုရားမြတ်မာသတ္တဝဝိနေမြားဖို့ခြင်းတွေအကျိုးကိုထိုတို့ဤအလေးလီသောယတ္တိသာစေသူဒေသစာရီကြွချီတော်မူလေဗြဟ္မဝတိသုတ္တနာကျောင်းတဲ့သတင်းတော်ကင်းအောင်နေတော်မူစဉ်ပြည်သူပြည်သားလူများတို့ကတဏိတရဲ့တဏ္ဍနဲ့တထစာဆွမ်းမောစဉ်အာဟာရများကိုအလှခံတော်မူကားရပင်လျောက်ထားခြင်းရဘုရားသခင်ကိုယ်တော်မြတ်ကနောက်ပါသံဃာယနာလေးတည်နေတကွာကြာတော်မူရာလမ်းကြီးစာကြတဲ့သူမျိုးတော်ရှင်သိနေတွေ့ကြတဲ့အခါဒီဝိကမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးအားဖူးတွေ့လိုက်ရတဲ့ဆိုရင်ပဲအလွန်ကျူအထူးကြီးညိုလာသောစိတ်ဖြင့်ဘုရားသာမမဇိဝိတံပရိစိစေတောကလလာပိတိသေနေနာရိကာရိနာဘိုက်တကိုမြတ်စွာဘုရားဆုံးတော်လူရမယ်အဲ့ဒါလို့ဆုံးတော်လူရသောအပြင်ရှင်ညုံနှုံးဝဲနိုင်တရာပမာကလျာမောကအိလေတာနေတော်မူဟူသောအဓိကရာမူကြီးကိုပြုတော်မူရောကိုဖြင့်ခေသိမောဇိတောဟာတတဝါကစီရင်စသမကကလေပတိတဝနာအဝကိုဇောနေပစ္စဟာဒါထာမိမိနှင့်သင်လျောကောင်းမြထိုးထိုးသောရောက်ဒေသ၌အာဂါတိကေတေကိုဓာတ်တွင်ဥထိတ်တင်၌အစဉ်ရပါဖွဲ့ခွေပြထားသောသမင်တော်ကိုမောဇိတောဖျောဖျဲကျေးဖြာတော်မူ၍ဝါကစီရန်စာထူးတဲ့ကြံတန်လျောက်တဲ့သင်္ကန်းကြီးကို၎င်းသမကသွားလေရာရာဘယ်ကဆောင်ခြင်းသည်တွင်ခင်ကို၎င်းကလေးစိတ်ကနန်ရင်မတည်စရာကောင်းအရှုံညုံပြောင်း၌ဗတ္တိတောနာပြမြပြုပြုခြင်းတို့ဆောင်ခြင်းဖြန်ခင်တော်မူ၍ဘဝကိုယ်သောရှုညံရှိရာမျက်နာတင်ညာအဖထား၍နေပစ္စည်းဘုရားစုပါရည်သားကစိတ်ထား၍အလျားမောင်းအိလလီတော်ဤဘဝကိုယ်သောနေပစ္စည်းတေခြင်းတေဆုံးခြင်းဆုံးပြုံးခြင်းပြုံးပြည့်ခြင်းပြည့်အယဇမဇာနေတယောက်ပေမို့အသက်ထွက်ခါမကြမီပြောက်စီတော့ပါရမီမြောက်အောင်အလျားမောင်းအိလလီတော်တည်းဒီကရာကြရတော့အလောင်းတော်ကြီးရဲ့ဒီကရာစိတ်ဓာတ်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ရဲ့မြင့်မြတ်တဲ့စိတ်ဓာတ်ရှိဖို့နဲ့သိကြရတဲ့ကုသိုလ်တရားတွေပွားကြရတာပေါ့အဲလိုဘုရားပြင်တဲ့လွန်တရားလိုလားပြင်ထားသောစိတ်ဓာတ်ပြင်ဘုရားမောက်ကအိလေသာနေတဲ့သူမေရာရှင်သူကိုဒီမင်္ဂလာသောတာထာကအနာဂတသာဉာဏ်တော်ကြီးပြင်းဆိုခြင်းတော်မူ၍ဘုရားဖြစ်သူရောက်တော်မူမည်သူလို့သိတော်မူပါသဖြင့်ရတော်မူပြီးတက္ကလာပိဋကတို့၏လည်း၌ခြေတော်တို့ကြည်ကြဟဲ့ကြည်ကြဟဲ့ဤယသိတိကဘုရားစုပါယသိဟဲ့သူတောင်းတသောပဋ္ဌနာပြည့်စုံလက်ထဖြစ်သည်လို့အဲလိုမင်းတော်မူပြီးရွှေနှုတ်တော်ကြာကမောက်ကဖွင့်ဟောမေဆိုလိုက်တာကယံဣတောကပတ္တသဟာတာရိကနာစရုဏာတိချိယနာမတကိခောမောနာမဘုရောလောကေဘဝေတတိဣတောဧကဗမကပတ္တသာတာရိကနာ
ကဘာတသိန်းလုံးရှိကုန်သောစတောနာတင်ချေယာနာလေးတင်ချေတွေမတကေထဲ၌အရာဟိတမေရာရှင်သေးသည်ကောမောနာမကောရမမြရှိသောဘုရောဘုရားသည်လောကေလောကနာဘုဒ္ဓတိဖြစ်ထုံပေါ်ပေါက်တော်မူပါလိမ့်တကားစတဲ့ဗျာဒိတ်ကမင်းကြားတော်မူပါပြီတဲ့အဲလိုဒုရနေတာရစာပြတိတော်ခံရရတဲ့ဘွဲကစပြီဆွေလုံးလာရိယာဥဒ္ဒါဖြင့်တတ္တဝဝိနည်းများဝကြည်တို့ကိုတောင်းတော်မူတွင်မှာလူကြီးအောင်ကဲမတော်မူလို့တဲ့အဘိနိဟာရစိတ်ထားဖြင့်ပါမီတော်လုံးများကိုဝိတ္တန္တရာဘဝတောင်အယုလာအများဖြင့်ဖြည့်ချင်းစီမှုတော်မူခဲ့ပါတယ်ပါမီတော်ပြည့်စုံမြတ်တကလာယင်ဝါမသုတိပြည့်ကျွေသေဆုံးပြီးနောက်ဒုတိယဘဝ၌ဘုရားဖြစ်တော်ကလည်းဆောင်စားပြီးနေပါတဲ့ဒုတိယနန္ဒမသုတိပြည့်ကျွေငါတို့ရဲ့လူပြည်လောကသုတော်နာမေရမယာဤဝါကြတိုက်ခါ၌ပြိတေရနေတော်မူစဉ်မှာစပြီးဒိဋ္ဌရမင်းသားဘုရားတော်တော်မူပြီးဘောရီမာနိမာတပညတာရွှေဉာဏ်တော်ရောက်တဲ့မိုးဒီတိုင်အောင်သောကာလထိကတပံဖြစ်ပါတယ်အဲဒီပိုင်းကိုတော့ဘုရားဖြစ်တဲ့မွေးနေသောအပိုင်းဖြစ်တာကိုအဝိတုရနေရလို့ခေါ်ဆိုရပါပြီတဲ့နောက်တစ်ပိုင်းကတော့ဘောဒီပင်နဲ့ရွှေပလင်အောင်မြင်တော်မူလို့တပညတာရွှေဉာဏ်တော်ကြီးရရှိတော်မူသည်မှာပြိဋိဘဝိသံတဲ့အခါကြောင့်ကိုတော့ဘုရားဖြစ်ကိုရောက်တော်မူတဲ့တန်တိကိနိဒမ်လို့ယူကြရမှာဖြစ်ပါတယ်အဲဒီနှစ်ပိုင်းတွင်သာဝိတုရနေရအပိုင်းနဲ့မြတ်စွာဘုရားလောင်းတော်သိတ္တတော်မြတ်တော်ထုတ်တော်မူတဲ့အခါမှာမန္တတာကအနောက်ရှေ့ပြဖို့နေကိုအနေချင်းတင်ပြလိုပေသည်ဘုရားလောင်းဒီမှာသက်ကလေး69ခုဝါစုလက်ပြီးတင်လာနေတဲ့ကောင်ရအချင်းတော်တော်မူတဲ့အခါမှာဝတ္တပရိပြေဝမန္တတာကအလောင်းတော်ရှိဖို့ကောင်းကင်ရမနေ၍မာဒေကမမဝေရာဣတောတေတတမေတိနေတိပံစက္ကယနာအတာဘာတုဝေတတိမာဝေရာจิตတော်လုံလာတာရှိတော်မူသောလောင်းတော်များမာဒေကမကိုရောတိတိတယောက်ထိသာလျင်ရောက်တိရောက်တာနှင့်ထွက်ကြတော်မူပါနှင့်ဣတောဤနေမသာ၍တတမေတိဝတိကာလမဖြင့်ခွင့်မကြခုနှစ်မြောက်သောနေ့အခါ၌တေလုံလာခြင်းမှာတင်မင်းသားအတွက်တိဗ္ဗန္တတဖြစ်သောစက္ကယနာလိုရခရီးစင်းနေလိုက်ပါရင်စကြသည်အတာမချွေကအမဆင်းစေအပြင်ပါတုပဝိတ္တိကိုရောဖုန်ကံလျောလုံးစောပေါင်းသဖြင့်ဧကမျက်မှောက်ဆက်ရောက်ရပါလိမ့်မယ်ဗျာအဲဒီတော့တို့ဘုရားလောင်းတော်မြတ်တိတာကဘာမှပြန်ပြောလိုက်တယ်ဆိုတော့သာနာမမရာသမရှံစက္ကတာတပုံအတ္တိကောဝိဇေနာကိစ္စမံတောမာရမာဣတာမဟာရာဇဝတ္တပရိဘုံနစီကကံယမိမဟုတ်ွယ်မနတာမယာငါစက္ကတာနတ်တို့ဤကမ္မစိတ်တိဣတိပါတကိုပုံမျိုးဖြစ်လာစကြယနာတိတဘောအမှန်ဖြစ်လာစေအမည်အချင်းအရာကိုဟာငါဒီဇာနာမည်ရှိဟုကပင်ကျိုးရင်းစောစီသိခဲ့လေပြီတကားအာငါတိရေစေနာလေးကျွန်းတဲ့စကြမင်းဖြစ်ကိုအန္တတိကောသမုဒယသစ္စာဆွဲလက်ကဖြင့်ဘေခတစီအလုံးမရှိခဲ့လေပြီတကားဘာရာကောင်းစုအကြောင်းရောက်တတ်သိဟာမညာဟဲ့မနတာတော်တဲ့ကိစ္စယခုချက်ချင်းလည်းငယ်မသွေးဖျရှားပြီးသွားပါလေဣဒါငိုင်းရှိတွင်ကြောက်မဲ့ဖွယ်ဘုံအစဉ်၍အသွဲမလာတူများသောအရာဌာန၌မာတိတထာငါ၏ပါဏိကိုညီမဖေးအရေးပြအောင်ရှင်းဆောင်ရည်တည်၍မနေပါလိမ့်နှင့်ငါသည်စကြဝဠာပေါင်းတစ်တောင်း၌ရိုက်ကြောင်းမြည်ရိုက်ကြောင်းမြည်စောပတင်တည်စေလျက်ဣဒတိယမတတသောတတဝဝိနေများဖို့ခြေတော်ကိုအောင်မြင်တခနိဗ္ဗာန်သို့ထလောင်းနေပြဘုရားတော်မူနိုင်သောဘုရားစေစေဧကံဖြစ်အောင်အားတည်တော်မူပြီအောင်လို့အဲလိုအာဇာနည်စိတ်ထားဖြင့်မြင်ကြတော်မူလိုက်တော့မန္တတာကဘာများပြန်ပြောခဲ့ဆိုတော့မိမိစကားမျက်မှောက်၍ထားလေတော့ဧသိကလာကာသမျက်မှောက်စား၍သိတတကာမဝိတ္တအကျဉ်းနှင့်နေရရှိကြကိလေသာကိုမြည်စားပင်ပြောက်ကိုင်းကြောက်တို့ဖြုံမောင်တဲကြွလွန်စီကားမိအချင်းအခွင့်အလှဲ့တဲ့အောင်မဖင်မနှွဲမခွဲ့မခွာပဲသာလဲအရေးပမာခွန်နေကြောင်းလိုက်ပါခဲ့ပါတဲ့မန္တရဲ့ဆွဲကြည့်ကြီးနဲ့ရရှာနောက်ချက်ပုံနေပေါ့နော်။ဘာကြောင့်လောတော်ကိုရရှာနေရပါလဲဆိုတော့တိတ္တတာကုမာရောမမဝိတယအတိ
တိကမေတုကာမောနာဒါနာဟာမတိကမေတုမတ္တတတမိဒိဋ္ဌတာကုမာရဒိဋ္ဌရမေတာတိမပ္ပငါယုဝိတယပိုင်ဆိုင်စိုးနေရဖြစ်သောနေရာဌာနကိုအတိကမေတုကာမောခုံးတော်ကျော်တော်ခြင်းကအလိုရှိဒါနေကုက္ကနဲ့ဟာငါသည်အတိကမေတုကျော်တော်ခုံးတော်ခြင်းကနာတတမိအခွင့်မပေးနိုင်အလောင်းတော်မြတ်မင်းဒိဋ္ဌတိသောဒီပင်ရွှေပလင်းအောင်မြင်တော်မူတဲ့ချိန်မှလည်းမနာတကူလက်နှမျိုးကိုပါဆင်တော်ပြီးဆိုရုပ်ဝိညာဉ်မှာချုပ်ကြောခဲ့လို့အပြုတ်တိုက်ဖြစ်တော်မူပါတဲ့အဲလိုတိုက်ဖြစ်ပါတော့လည်းပဲသင်္ချေလေးတာတသိက်ကလပ်ပါလို့ပြေသောပါရမီဆုံးကြီးပြေဝတံပါတော့ကြောင့်ပြေခတ်သမျှဥဒ္ဓလက်နှမျိုးစုံတို့သည်မြတ်စွာဘုရားအားထိမှန်ခြင်းမရှိကြသည်ဖြင့်ဒီကုံတမောပန်းဆုံးတော်မှလွင်မြောက်ကြလာပန်းဖို့ရွာတဲ့ကဲ့သို့လောင်းလျာရှိမောက်ပန်းပေါပေါများဖြစ်ပြောင်းလဲသွားကြပါတဲ့အဲ့ဒီပြမဂုရီမြေကြီးကလည်းတိထံဆိုတာအိုတင်ဆက်ပမာတဲ့ခေါင်ပြင်းစွာတုံဤအတန်ကြီးဖြစ်ပေါ်ခြင်းစသောကြောင့်လည်းဖွာခြင်းရာတို့ရောမနတတိကာကချင်းညုံမိကိုစရာမရှိကိရိမေကလာစီရာစင်ကြီးကိုပါထားခဲ့၍ဘာစေတိတတော်ကြီးများလည်းဖြိုပြဲဖြိုခွဲပြည့်စည်လို့ဝိတ္တပရိနတ်ပြည်ကြီးတို့သာပြန်ကြရပါတဲ့အဲဒါကြောင့်ဘုရားတော်တော်ကြီးဒီမှာသက်ကလေးတရားတော်ကိုနဲ့ကသောလာပြင်းနေမဝင်ကြီးပါမီတော်ဒီဟုတော်လက်နဲ့ဖြင့်အချက်ကြရာတေဝဗုဒ္ဓမံကိုအောင်မြင်တော်မူခဲ့ပြီးတဲ့နောက်အာနာပါနာကမ္မထာကိုစီပြန်ပွားများသုဒ္ဓဇံဝင်စေနေစေမှာပဲတောဧဝသမာဟိတေစိတ်တေပရိသောတေပရိယောတာတရားနိကနေဝေကတုဘကလေတေမုဒုဘုတေကမ္မနိတိတရားနိဇာပတိဘောဝေနိဝတာနောတရိညာနာယစိတ်တံအပိနိနာမေတေဆိုသလိုထိုနေခြင်းရနဘောဝေနိဝတာညာတကောင်းရခြင်းကြတော့ဒိဗ္ဗစိတ်ကုညာလေးအကြီးခြင်းကြတော့အတ္တခေယညာတော်ကြီးတွေကိုရရှိတော်မူတဲ့နောက်စိတ်တော်စင်သည်လိုမြင်ချင်းလင်းသာဆင်တော်မူတဲ့အတွက်ပိတမိရာညာစတဲ့ဘောဓိဘုရားရဲ့ဉာဏ်တော်ကြီးတွေနဲ့တော့သဗ္ဗညတရွှေဉာဏ်တော်ကြီးကိုရတော်မူကားလူတို့မှာတော့ကိုးစားရအစစ်ဖျားဖြစ်သူရောက်ခဲ့တော်မူခဲ့ရပါပြီတဲ့အဲလိုသဗ္ဗညတရွှေဉာဏ်တော်ကြီးကိုရရှိပြီးသည့်နေ့တစ်ပြည့်နဲ့နေအာယုံလည်းတက်ပါတဲ့ဒီကိုဟောပြောခဲ့တဲ့လောင်တော်ကြီးရဲ့ဘဝအာထုခရတဲ့ဇေလုံလာဝရိယဩဇာကြီးမှပြည့်ပြတ်တော်မူလာတဲ့ဆန္ဒအဘိနိယရာစိတ်ဓာပြေပါရမီတော်တွေကိုဖြည့်ခြင်းစီကိုအထုခရဘုံတွေကိုအနေငယ်လောက်တိလိုက်ရတာနဲ့ပဲကုသိုလ်စိတ်တွေးပွားများရပါသဖြင့်ကသောလာပြေဗုဒ္ဓနဲ့မမေ့နိုင်ရကုသိုလ်ဘဝတရားတော်ကိုဆုံးတတ်ကြပါစို့ဒီကုလိုဘုရားပြည့်တဲ့နဝမြောက်တော်မူသောပိဋိဟောမှုကို၍ဝါနဲ့မဆန်သောအဖြစ်ပေါ်ထွက်လာသောဥဒ္ဒစကားကတော့နေဂဇာတိတန္တရာတနာဝိတအနေပိတံဘာဂရဝိတတောဒုက္ခဇာတိဘုဏဘုဏကာကရဒိဋ္ဌောတိဘုဏကေဟနာဂတိသာမတေဘတုကဘေကာကာကုတဝိသင်္ကတဝိသင်္ကာရကတစိတ္တတဏနာခယမိသကာဘုဒ္ဓမောသကနာမပြနာဘဝဒါနံပမထထသာတိပရိသတိတိနေယခြင်းသည်ဒုက္ခဆင်းရဲလာခြင်းတကားဓမ္မတို့ကြောင့်ဟာငါဘုရားသခင်ကိုယ်တော်မြတ်သည်ကာကာရဝနာတယေဒုက္ခဘေတို့ရောရရှလိန်ခန္ဓာယင်ကိုအိမ်မှာများစွာဆောင်းလုံလာတဲ့တဏှာယောက်ျားလက်သမားကိုကဝိတံတော်မယမနေရှာပွေ၍လာရသောငါသည်အာနိဗိတံတော်ကိုယ်တိုင်တည်တည်လက်ကမိအောင်တပညတရွှေဉာဏ်တော်ကြီးကိုမရရှိခဲ့သည်ဖြစ်၍နေဂဇာတိတန္တရာဘောအများစွာတန္တရာကလာပါလုံးဝါသူမေရာရှင်သေးနေတွေ့ကြသည့်ချိန်ကစ၍ရလနေတကယ်တွေ့တက်စေရခဲ့သောတင်ချလေးတသိင်္ဂကာလပါလုံးသာနာဝိတံတန္တရေခန္ဓာအိအချင်းချင်းဆောက်လို့မို့ခေါတော်ကတမနာပဲလဲသွားခြင်းလည်းခဲ့ရလေးပြီးတကားကာကာရာအိုမင်းနာမေတင်မေပိုင်တဲ့သူစခြင်း၌မြေခွဲကရာအမိတ်ခံ၍ယုံနာရှလေးခန္ဓာအိကိုချိန်ပါများစွာဆောက်လို့လာတဲ့တဏှာယောက်ျားဟဲ့လက်သမား
ဣဒာနိသစ္စာလေတံမောရိညာဧကညာညာမယဖြစ်လာယခုခါ၌တောတဏှာယောက်ျားအပြင်လက်သမားသည်ခေဟာဒုက္ခတုပြောအတဘောတိကိုသောခန္ဓာရင်ကိုဘုနာတိတပံပြန်လာတွန့်လျက်လွတ်တဲ့အခါနာဂာတိဘယ်လိုပဲမျိုးကချော့တယ်လို့သင်ဆောက်လို့နိုင်တော့မြင်ဖို့ပါခြင်းတေချောခြင်းနဲ့ချောတော့ခြင်းနဲ့တော့ပြောခြင်းနဲ့ပြောပြလာတဲ့တဏှာယောက်ျားတင်လက်သမားဤတဘာကျွမ်းမဲ့ဟောတော်လုံးစုံဖြစ်ကုန်သောဘာသူဟာခန္ဓာရဲ့အထက်ဖွဲ့ရှိတင်ထားသောယောက်ျားများတိဟုသောကိရိတာတရားတို့ကိုဘယ်ကဘာတခုများမကြံကျွင်းရအောင်ထမ်းပြင်းစွာချုပ်ပြအကုန်မြည်တကားဘာဂုတံသေယမြေယသစ္စာညာကိုအမဟန္တာပိပင်္ဂထသည်အဝိဇ္ဇာတရားတိဟုသောအိဋ္ဌကိုဝိသင်္ကတံထမြထံတိရတမေတိဟုသောဉာဏ်တော်ရှိဖြင့်ဖြည့်ဆည်းရလေပြီစိတ်တံငါဘုရားသခင်ကိုယ်တော်မြတ်၏စိတ်စဉ်သည်ဝိသင်္ခါရသင်္ခါရဘုံဒုက္ခမြမလူကုန်ကြောတဲ့နိဗ္ဗာန်တိဟုသောမြတ်နာတက်သို့ကတာမြတ်မောအာယုံခေါ်လွန်ရလေပြီတကားအာငါဘုရားသခင်ကိုယ်တော်မြတ်သည်တဏှာနာမြို့စွာနာညာတရားရှိပါသောတဏှာတရားတို့၏ခယာကောင်းရမလာအတ္တခယာဒီဟုသောရတ္တဖို့တို့ဣဇဂာစေကြဝလာပေါင်းတရတော်မှာရာရောက်မြည်သောပေတင်တိစီလေတုံးချီချင်းညာဝမ်းမြောက်စွာဖြင့်ဆက်ရောက်ရလေပြီတကားဝိရောပိယောသေကာရသင်္ကာရပိစယောဝိညာဏဝိညာဏပိစယနာမရူပနာမရူပပိစယသာလယနာကာလနာပိယဘဂောဘဒပိစယောဝိရဏဝေနာပိစယောတနာတနာပိစယောဥပါဒနာဘောဝရဏပိစယောဘောဘောပိစယောဇာတိသာတိပိစယောဇာမနာသောသာပိစယောသောသာဒေါမသုဝရကာတောဝိဒေဝနုတ္တကေဝတာဘေကသနာတသမေဟောတိဝိဇာယဒေဝသေဇာဝိဇာယနိယောရာသေဇာယနိယောရောသေဂာရနိယောရာဝိညာဏနိယောရောဝိညာဏနိယောရာနာမရူပနိယောရောနာမရူပနိယောရာသာလနာနိယောရောသာလနာနိယောရောဖဒနိယောရောဖဒနိယောရာဝိညာဏနိယောရောဝေဒာနိယောရာတနာနိယောရောတနာနိယောရာဥပါဒနာနိယောရောဘဝဒနာနိယောရာဘဝနိယောရောဘဝနိယောရာဇာတိနိယောရောဇာတိနိယောရာသရမဏသောသာဝိဒီဝသောသာဒေါမနသုဝရကာနိဇာတိဧဝမေတ္တာဇေဝတာဒုက္ခသာနာတာနိယောရာဝတိယောဝေပါတိဝန္တိဓမ္မာအာသာပိနောသာတောယေဝနာတာအသာတာကိငောဗျာတိသဗ္ဗာယာသောပဇာနာပိသာဣတိဓမ္မာယောဝေပါတိဝန္တိဓမ္မာအာသာပိနောသာတောယေဝနာတာအသာတာကိငောဗျာတိသဗ္ဗာယာသောကယံပစ္စယနာအာဝိတိယောဝေပါတိဝန္တိဓမ္မာအာသာပိနောသာတောယေဝနာတာဝိတုပယံတိတိမာရပိနာဝိရိယောဝါဩဘာသယအာသာပိတံတိအာသာပိနောကိလေသာစေသုံးတော်ဝေကိုဘယ်ဖြစ်တွင်လောင်ဖူပါစေတကြီးသောသောတမရဏလုံလဝရိယရှိတော်မူသောဇာယတော်သမထအာယုံဘုံဘုံနှင့်အစိုးဆုံးသောယုံနာဓမ္မသင်္ကာရတို့၏လက္ခဏာချင်းအားပြားပြားကိုအာပနာပေါက်ဇမေရောက်အောင်မ
မပေါမပြောင်းဧကတိတိရှင်မချင်းရှိပေထသောပြမနာတာကင်းလက်သာမန္တမြမျိုးများမကြောင်တော်လည်းပဲချအဖပြုပြီးသောယနာတခင်ရှိသူများအားယရာချင်းခန္ဓာ၏ဓမ္မဘောဓိဘဂယတရားတို့သည်ဝါတေဇာလေးစဉ်ပန်းပွင့်ကိုလာလင်စုချူရယူလီပြီးမေပုညာဘောဓိအသင်ပင်ဖြစ်ကုန်သောတရားတို့သည်အဝေစင်စေပါတုဝန်တိထင်ရှားမှသွေဖြစ်ပေါ်ရလာပါပေ၏သရာထိုသို့ထင်ရှားမှသွေဖြစ်ပေါ်ရလာသောချိန်ကာလ၌သူရိယောယုဂန်တို့တောင်းဆုံးမှာပေါ်ထွန်းထွက်လာနေစေကြသည်အန္တရိကံအစဒဝေဟံမောကောင်းငင်ကိုဩဘာတရားတော်သဟတယောင်ချီတော်ဖြင့်မိုင်ပေါင်ပဲရှင်ထုံးလင်တော့ပါတော်မူလျက်တေတတိဝါဒီနေပြီတကယ်သို့သောပြမနောထိုယာနာပုဂ္ဂိုလ်သခင်ရှင်သူမြတ်သည်မောရတိနာကာမယောဂသာတိပြောသူမစေတိဟုသည်များကိုဝိတုပယဟံတော်ကျွင်ကြမေလျောကဆွေ၍ဖြူဖွေအောင်တိုက်ဖြစ်ပဲပြောလျက်ဒိဋ္ဌိတရားဘာဝေတည်းဒိဋ္ဌိမေကေတဆောင်လင်းရောင်ဖြင့်ထုံပြောင်ကိုမြူ၍ဤနုစွာတရားဘာဝေတည်း